အိမ်ငါးတင်တော်မယ်ဆိုရင်အင်ရှင်တော်တော်များများအိမ်လားကဘလောက်ရလဲဆိုတော့ပဲကြီးတတ်ကြတာဗျဒါပေမဲ့တကယ်ဝါရင်အင်ရှင်တွေအိမ်ငါးစားရတဲ့သူတွေကတော့ဘသူ့ကိုငားမှလဲဆိုပြီးတော့လူပဲဦးစားပေးပြီးတော့ရွေးကြတာများတယ်အိမ်ငါးမဲ့သူရဲ့အလောက်ကန်ခိုင်မာလားမိသားစုကဘယ်နှစ်ယောက်နေမှာလဲနောက်ပြီးတော့အရင်နေခဲ့အိမ်ကနေဘာဖြစ်လို့ထွက်လာလဲဆိုတာမျိုးတွေကိုစုံစမ်းထားဖို့တော့လိုတယ်ဗျလူမားပြီးတော့ငားလိုက်မိမယ်ဆိုရင်အိမ်ပျက်စီးတာတွေပတ်ဝန်းကျင်နဲ့ပြဿနာတက်တာမျိုးတွေကကြုံတွေ့နိုင်တဲ့အတွက်လူရွေးတာစိစက်မှအင်ရှင်တွေရဲ့ဘဝအေးချမ်းချမ်းနဲ့နေနိုင်ပါဗျာနောက်တစ်ချက်ကစာချုပ်ချုပ်တဲ့အခါမှာစီကန့်ချက်တွေကိုတေချာထည့်ရေးထားဖို့လိုတယ်ဗျာဥပမာအိမ်ကိုပြန်ငားစားခွင့်မရှိတာလူပုံနေခွင့်မရှိတာပြီးတော့အိမ်မှာပစ္စည်းတစ်စုံတရာပျက်စီးတာမျိုးဖြစ်လို့ရှိရင်ဘသူကတာဝန်ယူရမယ်ဆိုတာကိုတေးတေးချာချာကိုထည့်ပြီးတော့ပြောထားဖို့လိုတယ်အဲ့ဒီအတွက်ရေးကြည့်တာတော့စီယံငွေပဲဗျာ deposit ကိစ္စကိုတေချာလှုပ်ထားဖို့လိုတယ်ဗျအိမ်ရတဲ့ခါပျက်စီးတာမျိုးရှိလို့ရှိရင် deposit ကနေပဲနှိမ်လိုက်မယ်ဆိုတာကိုသဘောတူထားရမယ်စာချုပ်ကိုလည်းတရားဝင်ဖြစ်အောင်လို့အတိတ်တက်တွေနဲ့ချုပ်ထားမှနောက်ပိုင်းအငင်းပွားစရာကိစ္စတစ်ခုခုရှိလာလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့ဥပဒေကအသာစီးရမှာဗျာဒါကအင်ရှင်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့အကာအကွယ်ပဲဗျာ